ကဲလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြန်လာရမယ်စိမ့်ဆိုင်ရာ event အကြောင်းနဲ့အဲ့စိမ့်ဆိုင်ရာ event မှာပါတဲ့6 skin တကောင်ကိုဖောက်မယ်ဆိုလို့ရှိရင် diamond အနေနဲ့ block ကုန်ပါမယ်ဆိုတော့ကျွန်တော်အနေနဲ့မှာပြောပြပေးမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ video လေးမစနေခင်မှာကျွန်တော် video လေး like subscribe နှိပ်ခဲ့ဖို့တော့မမေ့ပါနဲ့ကျွန်တော်ရဲ့ YouTube channel လေးရဆိုလို့ရှိရင် 10k subscriber ပြည့်အောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ 10k subscriber ပြည့်အောင်လို့ကူညီပေးခဲ့ဖို့ပြောချင်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော် let's go တွားလိုက်ကြအောင်ဗျကဲပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာစိမ့်ဆိုင်ရာ event ဘယ်တော့လာမှာလဲဆိုတော့9လပိုင်းမှာလာမှာဖြစ်ပါတယ်9လပိုင်းလာစဒါမဟုတ်လာလေလောက်မှာလာမှာဖြစ်ပြီးတော့ brother တို့အနေနဲ့အခုမှဆိုလို့ရှိရင်6လပိုင်းလောက်ရှိသေးတယ် brother တို့အနေနဲ့ diamond ကကြိုးစုထားဖို့ပြောချင်ပါတယ်ကျွန်တော်အနေနဲ့မှလည်း diamond ကြိုးစုပြီပေါ့နော်ပြောလို့ရှိရင်ကျွန်တော်ထပ်ပြောပြမှာပါလဲဆိုတော့ပေါ့နော်အရေးကြီးတာတခုကအဲ့ဒီစိမ့်ဆိုင်ရာ event မှာစိမ့်ဆိုင်ရာ6 skin တကောင်ကိုရဖို့အတွက် diamond အနေနဲ့ကကျွန်တော်တို့မဟုတ်စိမ့်ဆိုင်event မှာပေါ့နော်စကင်တကောင်ကိုရဖို့အတွက်ကျွန်တော်တို့ diamond အနေနဲ့က9000နဲ့6000ကြားမှာ300မှာဖြစ်ပါတယ် brother တို့အနေနဲ့ပေါ့နော်6000ဆိုတာကကျွန်တော်တို့ပို့ပြီးတော့ပြောတာပေါ့နော်အမှန်တကယ်တော့9000နဲ့9500လောက်ပဲရှိပါတယ်အဲ့ဒါကို brother တို့အနေနဲ့6 skin တကောင်ကိုလဲဖို့အတွက်အိမ်ချင်းကွာရတော့1200လိုအပ်မှာဖြစ်ပါတယ် brother တို့အနေနဲ့အဲ့ဒါကိုစီတက်တက်တာနဲ့ဘယ်လိုခွန်ရမလဲဆိုလို့ရှိရင်ကျွန်တော်တွက်ပြမယ်တွက်ပြမှာကပါလဲဆိုတော့ဗောနော်ပထမဦးဆုံးသူက phase 1နဲ့ phase 2မှာကျွန်တော်တို့ phase 1နဲ့ phase 2ဆိုပြီးတော့နှစ်ခါလာမှာဗျာတိလားအဲ့လိုမျိုးနှစ်ခါလာမယ်ဆိုလို့ရှိရင် brother တို့အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ရှင်းနေပါကျွန်တော် phase 1မှာ15ကတ်လာမယ် phase 2မှာ15ကတ်လာမယ်ပေါင်း brother တို့က diamond 250ဖြည့်ပြီးတော့250သုံးမယ်ဆိုလို့ရှိရင်အခောက်30ရမယ်အဲ့ဒါကိုကျွန်တော်ကထပ်ပြီးတော့တွက်ပြမယ်အဲ့အခောက်30မှာ brother တို့အနေနဲ့ပေါ့နော် event တစ်ခုလာတိုင်း3ရက်နဲ့ပေါ့နော်3ရက်နဲ့23နာရီကြာတယ်ပေါ့နော်23နာရီနဲ့ကျွန်တော်တို့59မိနစ်ကြာပါတယ်အဲ့လိုကြာတော့ brother တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ brother တို့ကအရင်ဆုံးထည့်မယ် diamond ထည့်မယ်ဆိုလို့ရှိရင်250ပဲထည့်လို့မရဘူးပေါ့နော် diamond 300ထည့်မှာကျွန်တော်တို့ recharge ပြည့်တဲ့ diamond က250လောက်ရမှာပါအဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ recharge ပြည့်တဲ့ diamond 250ဆိုလို့ရှိရင် brother ကdiamond ထပ်ပြီးတော့ထည့်ပါ diamond ထပ်ထည့်မယ်ဆိုလို့ရှိရင်တော့ brother အနေနဲ့အဲ့လောက်ကြာမယ်အဲ့လောက်ကြာတာဟုတ်ပြီ brother ကအဲ့လိုမျိုးမဖြစ်ရှင်ဘူးဆိုလို့ရှိရင်တော့ဘယ်လိုလုပ်မလဲ diamond 300ထည့်မယ်300ထည့်ပြီးတော့250ပြန်သုံးတဲ့နေရာမှာ brother ကဟိုပါဗောနော်သူကအဲ့ recharge ပြည့်ရဲ့နေ့ event ကဗောနော်3ရက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗောနော်တရက်ချင်းစီဖောက်မယ်ဆိုလို့ရှိရင် diamond က50ပဲကုန်ပါဗျာအဲ့လိုမျိုး50ကိုကုန်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့တရက်ချင်းကို3ရက်ဗောနော်3ရက်ကို diamond ဖောက်မယ်ဆိုလို့ရှိရင်တော့150ကုန်မယ်150မှာ3ရက်ရမယ် okay 3ရက်ရဖို့လို့ရှိရင် brother က150ပဲ300တရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်100ကို brother ကနောက်ဆုံးရက်မှာ2ခေါက်ဖောက်ပေးလိုက်အဲ့ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ phase 1မှာပဲ15ကတ်နဲ့4ကတ်4ကောက်ဖောက်ထားတာနဲ့ထပ်ပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့19ကရမယ်အဲ့ဒီ19ကကို brother က event ပြီးသွားမယ်ဆိုလို့ရှိရင် brother က diamond 300ထည့်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ diamond 50ပို့အောင်မယ်50ပို့အောင်မယ်ဆိုတော့ brother အနေနဲ့အဲ့ပို့တဲ့50ကို event ပြီးသွားတဲ့နေ့မှာ50နဲ့ထပ်ပေါက်လိုက်လို့ရှိရင် phase 1မှာပဲအကောင့်20လောက်ထိပြီးသွားမယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ပြောတာနားလည်လားတော့မသိဘူးပေါ့နော်နားမလည်လို့ရှိရင်လည်းပေါ့နော်ဒါကျွန်တော် Telegram အကောင့်လာပြီးတော့မေးလို့ရပါတယ်ကျွန်တော် Telegram channel လေးတခုထောင်လာပါတယ်ကျွန်တော်ရဲ့ Telegram channel လေးမှာအရင်တော့6ပိုင်းနဲ့ Diamond Giveaway လည်းအများကြီးလုပ်ပေးတာပါတယ်လာတိုင်းရဲ့နောက်ဆုံးရက်မှာလည်းStarlight ကတ်တွေ Giveaway ရှိရဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့အနေနဲ့ Telegram channel လေးမ join ရသေးရင် join ခံကြဖို့ပြောချင်ပါတယ်ဗျ Telegram channel မ join တဲ့လူတွေအတွက်အခုပြထားတာကတော့ကျွန်တော်ရဲ့ Telegram အကောင့်မှာကျွန်တော်ရဲ့ Telegram အကောင့်ရဲ့ bio မှာ Telegram channel လေးရှိပါတယ်အဲ့ channel ကို join လို့ရပါတယ်အမှာဗျ brother တို့အနေနဲ့အဲ့လိုလုပ်ပြီးွားရဆိုလို့ရှိရင်တော့ brother ကbrother ကပေါ့နော် phase 2မှာလည်း15ကတ်လာမှာ15ကတ်လာမယ်ဆိုလို့ရှိရင်တော့ brother အနေနဲ့ကျွန်တော်ပြောသလိုပဲလုပ်event 3ရက်လာမယ်3ရက်လာတာဟိုမှာ brother အနေနဲ့ diamond 150အထိ3ရက်ကိုဖောက်50နဲ့ပေါ့နော်ပြောလို့ရှိရင်နောက်ဆုံးရက်မှာ100နဲ့ထပ်ဖောက်250ပြီမယ် recharge လည်းရမယ် recharge ရသွားလို့ရှိရင် event ပြီးသွားရမှာ1ရက် diamond 300ထည့်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ပို့တဲ့တစ်ခေါက်ကို50ကိုဖောက်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ brother အနေနဲ့အခေါက်40ကို phase 1နဲ့ phase 2မှာရပြီ phase 1နဲ့ phase 2မှာရပြီအခုကျွန်တော်ပြောရတဲ့အချိန်မှာ diamond က600ပဲကုန်သေးရဗျာတိလား diamond 600ပဲကုန်သေးရဆိုတော့ brother အနေနဲ့ဘယ်လိုဆက်ပြီးတော့လုပ်ရမလဲ brother ကဘယ်လိုဆက်ပြီးတော့လုပ်ရမလဲဆိုလို့ရှိရင်တော့diamond 900တစ်ထည့်ပြီးသွားလို့ရှိရင်ဘာမှဖောက်ရမလဲဆိုတော့ပေါ့နော်သူကတစ်ခေါက်ချင်းနေဖောက်လို့ရှိရင် diamond 50 ပထမ first stand draw မှာ diamond 900ပဲရှိပါတယ်အဲ့900နဲ့ brother ကတစ်ခါလေးကျုံးလိုက်ပေါ့နော်အဲ့လိုမျိုး900နဲ့10ကဖောက်တာက brother တို့အနေနဲ့ပေါ့နော် coin လေးပို့ရပါတယ်ပို့ရတဲ့အတွက်ကြောင့်မလို့ brother အနေနဲ့အဲ့လိုဖောက်မယ်ဆိုလို့ရှိရင် brother ကအမှပဲ900ပေါက်ပြီး900ပေါက်မယ်ဆိုလို့ရှိရင်တော့brother ကအခေါက်
900ဖြစ်သွား90ဖြစ်သွားပြီပေါ့နော်အခေါက်90ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ brother အနေနဲ့စိမ့်ဆိုင်ရာစကင်တစ်ကောင်ကတစ်ခါဖောက်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာပြပေးထားမယ်ဗျာဘာပြပေးထားမှလဲဆိုလို့ရှိရင်တော့ကျွန်တော် first တန်းကြောမှာကျွန်တော်ကပဒန်းစကင်ရသွားပြီပေါ့နော်ဒါလွန်ခဲ့တဲ့2နှစ်လောက်ကလေးကဟာပြီဗျာဒီလား brother ကလွန်ခဲ့တဲ့2နှစ်လောက်ကလေးကဒီပဒန်းစကင်ကိုကျွန်တော်လူမျိုးရှာဖို့ရဆိုလို့ရှိရင်တော့အခေါက်90တဲ့နဲ့စိမ့်ဆိုင်ရာတကယ်ရစကင်တစ်ကောင်ရနိုင်တယ်ဗျာအဲ့ဒီဟာဗာလဲဆိုကျွန်တော်ကဗျာအဲ့ရှေ့လွန်ခဲ့တဲ့2နှစ်လောက်ထဲကအဲ့စိမ့်ဆိုင်ရာ event မှာကျွန်တော်တို့တော်တော်များများရသွားပြီပေါ့နော်ပဒန်းရဲ့ဒီစကင်ရောပေါ်လို့ရှိရင်ကျွန်တော် animation effect တွေရော keying effect တွေရောဗာတွေရောညာတွေရောအကုန်လုံးရသွားပြီပေါ့နော်အဲ့လိုမျိုးရသွားတော့ကျွန်တော်ကအခေါက်90ရဲ့နေဗျာပြစိမ့်ဆိုင်ရာစကင်တစ်ကောင်တွက်ထားပါတယ်တွက်ထားတဲ့အတွက်ကြောင့်မလို့ brother အနေနဲ့ဒိုင်မွန်က1100လောက်ပဲကုန်ပြီးတော့စိမ့်ဆိုင်ရာစကင်တစ်ကောင်ရသွားပြီပဲဖြစ်ပါတယ်သိချင်တာရှိရင်လည်းလာမေးလို့ရအောင်လို့ဒါကတော့ကျွန်တော်ရဲ့ Telegram user name ပဲဖြစ်ပါတယ်လာမေးလို့ရပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲ